အားလုံးမင်္ဂလာပါကျွန်တော်ဒီနေ့ဘယ်အကြောင်းလေးပြောချင်လဲဆိုတော့ cloud ဆိုတဲ့အကြောင်းလေးကိုပြောချင်တယ် cloud 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 အကုန်လုံးလည်းကြားဘူးကြလိမ့်မယ် cloud ပေါ်မှာသိမ်းမယ် cloud ပေါ်မှာတင်ထားမယ် cloud တင်နာကြီးကိုမှတင်ထားမယ် right အဲ့တော့ဒီဗီဒီယိုဒီကျွန်တော်ကသိပြီးသားသူတွေတော့မဟုတ်ပါဘူးမသိတဲ့သူတွေအတွက်ကျွန်တော်အမြန်ဆုံးနဲ့အတူဆုံးအလွယ်ဆုံးနားလည်အောင်ပြောတာဖြစ်ပါတယ်အဲ့တော့စက်ကြည့်လိုက်အောင် cloud ဒီပါလဲမောင် cloud ဒီမောင်နော်ဒီစီးပွားရေးလုပ်ငန်းရှင်တွေမှာမောင်ကစံစီစားတွေတူလောင်တယ် alright အဲ့တော့သူတူလောင်မှုအတွက်ဘာလို့လာလဲဆိုတော့go down လို့လာတယ်ဘာလို့လာလဲတူလောင်မှုအတွက်go down လို့တယ်အလဲဒီ go down ကို तू ကတူလောင်မှုအတွက် तू စောက်ရမယ်ဆိုရင်စောက်လို့ရကြတယ်ကုန်မယ်စောက်လို့ပြီးတဲ့ဘေဒင်ကြီးတွေအဆောက်အုံကြီးတွေဖြစ်လာဆိုအဲ့အဆောက်အုံတွေ तू ထိမ့်သိမ်းရအောင်မယ်လျှက်စစ်ခါတွေပေးရမယ်ရေကိုင်းအလုပ်သမားကားတွေစမတာလကိုင်းနဲ့तू ခေါင်းကိုက်တယ် तू စီးပွားရေးကို तू ကောင်းမွန်လဲပတ်ချင်တယ်အဲ့ go down ကိုဂရုစိုက်ဖို့ तू အရေးမဆိုင်နိုင်ဘူးเนาะ तू ကအဲ့တော့ဘာလုပ်မလဲငားမှာပေါ့ right အဲ့တော့အစင်တင် तू ဂရုစိုက်ရမလို့ तू ရဲ့ပစ္စည်းတွေထားပြီးရင် तू စီးပွားရေးလဲပတ်ဖို့အတွက်ပဲ तू ကလိုအပ်တဲ့အတွက် go down ငားတဲ့ company တွေစီကနေ तू ကအဲ့ဒီ go down တွေငားလိုက်တယ်အစင်တင် go down တွေငားပြီးရနဲ့ तू ကသူ့ပစ္စည်းတွေစံစီစားတွေတူလောင်လိုက်တယ်စီးပွားရေးကောင်းတဲ့ဟေးဆိုရင်ဂိုဒေါန်တွေထပ်ငားမယ်စီးပွားရေးမကောင်းမှုဆိုရင်ဂိုဒေါန်တွေကိုရှော့ငားလိုက်အရန်အဆင်ပြေဒီသဘောပါပဲကျွန်တော်တို့ cloud ဆိုပြီးပြောနေကြတာဒီ internet ပေါ်မှာငားရမ်းလို့ရတဲ့ဂိုဒေါန်တွေပါဘာတွေလဲဆိုတော့ကျွန်တော်အချက်အလက်တွေကိုသွားထားလို့ရတဲ့ storage system infra လို့ခေါ်တဲ့เนาะဒီဖွဲ့စည်းထားတဲ့စနစ်ကြီးတစ်ခုပေါ့နော်အဲ့တော့ cloud ဒီလွယ်ပြောရရင်ကျွန်တော်တို့ရဲ့အချက်လက်တွေကျွန်တော်စီးပွားရေးအချက်လက်တွေကိုအစင်သင့်သိမ်းထားနိုင်ဖို့ ready ဖြစ်နေတဲ့ go down ကြီးတစ်ခုပါအဲ့တော့ cloud ဒီပါလဲ internet ပေါ်မှာအချက်လက်တွေကိုလောလောကူကူအမြန်ဆုံးသိမ်းထားနိုင်ဖို့ go down တစ်ခုပါ yes နော်အဲ့တော့ဒါပါပဲ cloud အကြောင်းကျွန်တော်နားလည်ပြီလို့မျှော်လင့်ပါတယ်ဒါသည်တည်ပြီးသားသူတွေအတွက်မဟုတ်ပါဘူးမတည်သေးတဲ့သူတွေအတွက်လိုရင်းတိုရှင်းလေးဖြစ်အောင်ရှင်းပြထားတာဖြစ်ပါတယ် cloud ဒီအရန်ကျယ်ပြန့်ပါတယ်cloud တွေနဲ့ professional တွေအများကြီးရှိပါတယ် cloud မှာ domain ကအရန်ကျယ်ပြန့်တဲ့အတွက်အသေးစိတ်တာဝန်ယူပြီးတော့လုပ်ရတဲ့အပိုင်းတွေလည်းရှိပါတယ်အဲ့တော့ခုဖာကိုဆက်လေးလာလို့ရပါတယ်ဒါပေမဲ့ကျွန်တော်ဒီ technical အကြောင်းပြောတာမဟုတ်ပါဘူး general knowledge အနေနဲ့ sharing လုပ်ခြင်းဖြစ်ပါတယ်အဲ့တော့အားလုံး good night see you ပါ